ဒီနောက်ကလေးမွေးဖွားလာချိန်မှာပဲသူ့အဖေဖြစ်သူဘရင်စီမြုံကသူ့ကိုအရှင်လက်လက်ဝါးစားဖို့ပြင်နေခဲ့တာပါဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲဒီကလေးကဘရင်နဲ့နာကိုလက်တီးနဲ့ထိုးချလိုက်ပါတယ်ဘရင်စီမြုံသဘောကျသွားပါတယ်သူလိုချင်တဲ့အရိုက်အရာစက္ကန့်သူဆိုတာဒီလိုရဲရင်ပြီးကြောက်စိတ်မရှိတဲ့သူမျိုးဖြစ်နေလို့ပါပဲဒါပေမဲ့အဲ့ဒီအချိန်မှာပဲဗလာဒီမာကနောက်ထပ်နောက်ကလေးတစ်ကောင်ကိုဆွဲခေါ်လာပါတယ်ဒီကလေးကပိုဆိုးပြီးမွေးဖွားလာတာဖြစ်လို့ဘရင်ရဲ့တားဦးဖြစ်နေပါတယ်မျိုးလက်စုရဲ့ဥပဒေအရတားဦးပဲထိနှက်ဆက်ခံရမှာဖြစ်လို့ဘရင်စီမြုံတယောက်ဆစ်ရှုပ်ပြီးသွားပါတယ်အကိုဖြစ်သူကိုရွေးရင်လည်းကောင်းဆောင်မှုအားနဲ့နေမှာဖြစ်ပြီးညီဖြစ်သူကိုရွေးရင်လည်းမျိုးလက်စုရဲ့ဥပဒေကိုဖောက်ဖျက်ရရောက်နေမှာမဟုတ်ပါအဲ့ဒီအချိန်မှာပဲမော်ဆီယာမကဝင်ရောက်ဆွတ်ဖက်ပြီးသူ့ဥစ္စာကိုတုံးလာပါတယ်အားနဲ့တဲ့တားဦးကိုအုပ်ချုပ်ခွင့်ပေးရင်မျိုးလက်စုအတွက်ဘေးရန်နေဖြစ်လာနိုင်မယ်လို့ဘရင်ကိုတတိပေးလိုက်ပါတယ်ဘရင်ရင်နဲ့နာကျင်သွားပေမဲ့သူ့လူမျိုးတွေအတွက်ဆိုပြီးအားနဲ့တဲ့တားဦးအဲ့တို့ကိုဖယ်ရှားပစ်ဖို့ဗလာဒီမာကိုအမိန့်ပေးလိုက်ပါတယ်ပြီးတော့ညီဖြစ်သူဘန်နီယာကပဲအရိုက်အရာဆက်ခံသူအစ်စ်ဖြစ်တယ်လို့ကြေညာလိုက်ပါတယ်ဗလာဒီမာကအက်စ်ဝတ်ကိုဝန်ပလွေတွေစီတစ်ကြွေးဖို့ခေါ်သွားပါတယ်ဒါပေမဲ့ဒီကလေးကအန်နီယာကိုကြိုးရင်းမိပုံရပြီးဗလာဒီမာရဲ့လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပါတယ်ဒီကလေးရဲ့ချစ်စရာမျက်နှာလေးကိုကြည့်ပြီးဗလာဒီမာရဲ့ရင်ထဲနာကျင်ပေမဲ့နောက်ဆုံးမှာတော့လက်လွတ်လိုက်ရပါတယ်အက်စ်ဝတ်တို့ကြသွားပေမဲ့ကန်နီယာကသူ့အတွက်အခြားစီစဉ်တစ်ခုပြင်ဆင်ထားပါတယ်နွယ်ပင်တစ်ခုကသူ့ကိုဖမ်းဆွဲလိုက်ပါတယ်ဝန်ပလွေတစ်ကောင်ကသူ့ကိုအဆုံးသတ်ဖို့ခေါ်အုပ်လိုက်ပေမဲ့သူ့သွားတွေကနွယ်ပင်မှာညှိသွားပါတယ်ဒီကြားတဲ့အတီကင်းနဲ့အက်စ်ဝတ်ကတော့ဒါတွေအားလုံးကိုကစားနေရလို့ပဲထင်နေခဲ့ပြီးနောက်ဆုံးမှာတော့ဝန်ပလွေကသူ့လက်တစ်ဖက်ကိုဖက်ထည့်သွားပါတယ်အဲ့ဒီခါမှာပဲသူ့အသက်အန္တရာယ်ရှိနေမှန်းသိသွားပါတော့တယ်ဝန်ပလွေကသူ့ကိုကိုက်တော့မဲ့အချိန်မှာပဲနွယ်ပင်ကဝန်ပလွေရဲ့သွားတွေကိုဆွဲနှုတ်ပစ်လိုက်ပါတယ်ဝန်ပလွေကပြေးသွားပြီးဒဏ်ရာတွေနဲ့အက်စ်ဝတ်ကိုနှာခေါင်းကြီးတဲ့နောက်တစ်ကောင်ဖြစ်တဲ့အီယန်ကကဲတင်လိုက်ပါတယ်အီယန်ကလိလူရှူပြီးထွက်သွားဖို့ပြင်ပေမဲ့မတက်တောင်မတက်နိုင်တဲ့အက်စ်ဝတ်ကိုကြည့်ပြီးတနာတော့ပါတယ်နောက်ဆုံးမှာတော့ဒီကလေးကိုခုံမွေးဖို့ဆုံးဖြတ်လိုက်ပြီးအက်စ်ဝတ်ကအီယန်ရဲ့ဘေးမှာပဲကြီးပြင်းလာခဲ့ပါတယ်ညစ်တွေကြလာတဲ့အခါအက်စ်ဝတ်ရွေရောက်လာပြီးမဲ့သူ့လက်ကတော့အကောင်းမတတိမဖြစ်လာခဲ့ပါဘူးဒါပေမဲ့သူ့မှာရှိတဲ့အားနည်းချက်ကိုနေဟင်ညံတွေးနဲ့အစားထိုးလိုက်ပါတယ်သူကအရွက်တွေကိုတုံးပြီးရေဆက်ဆက်ချတဲ့ဆက်နဲ့လေးရက်တွေကိုတီထွင်လိုက်ပါတယ်အရန်တော်ပေမဲ့သူကဘာတူလဲဘယ်ကလာတယ်လဲဆိုတာကိုတော့လုံးဝမသိခဲ့ပါဘူးတနေ့မှာတော့သူတို့နှစ်ယောက်မျိုးမယ်စုရဲ့ဘောလုံးပွဲကိုချောင်းကြည့်ဖို့သွားကြပါတယ်အရိုက်ရာဆက်ခံသူဘန်နီယာကတော့တမ်မာပြီးဘောလုံးပွဲမှာအမြဲတမ်းကျဲပွင့်ဖြစ်နေပါတယ်ဘရင်စီမြုံကလည်းသူ့သားကိုကိုင်းသွားကြည့်နေပါတယ်အက်စ်ဝတ်နဲ့အီယန်တို့ပွဲကိုစိတ်ဝင်စားကြည့်နေချိန်မှာပဲဘောလုံးကသူတို့စီတွင်းလာပါတယ်အီယန်ကခန်းလိုက်မိတာကြောင့်ပြဿနာဖြစ်သွားပါတယ်သူကပွဲကိုဖျက်ဆီးလိုက်ရုံတင်မကပဲဘောလုံးကိုမြေကြီးထဲကအကြောင်းတစ်ခုလေးကိုပါကျတော့အောင်လုပ်လိုက်မိပါတယ်ကျန်တဲ့နောက်တွေကဒေါသထွက်ပြီးအီယန်ကိုဝိုင်းထိုးကြပါတယ်အဲ့ဒီအခါမှာအက်စ်ဝတ်ကအချက်တစ်ခုရပြီးတစ်စေးတုတ်ထားတဲ့တုံးနဲ့ဘောလုံးကိုပြန်ဆေးယူလိုက်ပါတယ်မျိုးလေစုတစ်ခုလုံးအားတင်သွားပါတယ်ဒီတော့တော်ရဲ့နောက်မျိုးကိုဘယ်သူမှမမြင်ဘူးခဲ့ကြပါဘူးဘန်နီယာကတော့လက်တစ်ဖက်တည်းနဲ့နောက်တစ်ကောင်ကိုသူတို့ထက်တာသွားလာကြောင်းမကြည်မနဲ့ဖြစ်သွားပါတယ်သူကအက်စ်ဝတ်ကိုဆွဲကင်ပြီးသူ့နေနေတယ်မလားဟုတတိပေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဗလာဒီမာကတခုခုကိုတတိထားမိသွားပါတယ်အက်စ်ဝတ်ရဲ့ကြီးချောင်းလေးကဘန်နီယာလိုပဲတစ်ဝက်ပဲရှိနေတာပါသူကအရင်က6ရက်တိချခဲ့တဲ့ကလေးပဲဆိုတာသူသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲတစ်စေးပေးနေတဲ့ဘောလုံးကဘန်နီယာရဲ့လက်မှာတက်သွားပြီးနောက်တွေကဆွဲခွာဖို့စူးစမ်းရင်ဘောလုံးကလွင့်သွားပြီးဘရင်စီမြုံရဲ့ကောင်းပေါ်တက်တက်ကျသွားပါတယ်ဘရင်ကဗလာဒီမာကိုဖယ်ခိုင်းလိုက်ပါတယ်သူဆွဲခွာလိုက်တော့ဘရင်ကောင်းမှာစပင်းပုံစံအစ်စ်ဖြစ်သွားပါတယ်လူတွေအကုန်လုံးဘာလို့ရမှန်းမသိဖြစ်နေချိန်မှာပဲညံတောင်းနဲ့အက်စ်ဝတ်ကအရွက်တွေကိုကောက်ကင်ပြီးတက်ဘူးတစ်ခုဖန်တီးလိုက်ပါတယ်ပြီးတော့အရွက်ကိုပဲအသုံးပြုပြီးမှန်တစ်ခုကိုပါလုပ်ပေးလိုက်ပါတယ်ဘရင်စီမြုံကသူ့ရုပ်ရည်ကိုပထမဆုံးအကြိမ်မြင်ဘူးလာမို့အရက်သဘောကျသွားပြီးအက်စ်ဝတ်ကိုအထင်ကြီးသွားပါတယ်ဘန်နီယာကတော့မနာလို့ဖြစ်ပြီးဒေါသထန်နေပါတယ်မော်ဆီယာမကလည်းအက်စ်ဝတ်ကဘာတူလဲဆိုတာသိသွားပြီးဘန်နီယာကိုအမှန်တိုင်းတုတ်တက်လိုက်ပါတယ်ထီနန်းကိုကာကွယ်ဖို့အတွက်အက်စ်ဝတ်ကိုထပ်တက်ဖို့သူတို့နှစ်ယောက်လုံးဆုံးဖြတ်လိုက်ပါတယ်မော်ဆီယာမကကြိုက်ကောက်အကြီးကိုခေါ်ပြီးတက်ခတ်စီပါတယ်ဒါပေမဲ့အဲ့ဒီရုံရင်းဆန်ခတ်ကြမှာအက်စ်ဝတ်ကဘရင်စီမြုံကို၆တဲတုတ်ကြအောင်မတော်တဆလုံးမိသွားပါတယ်သူကရည်ရွယ်ချက်ရှိရှိတုတ်တာမဟုတ်ပေမဲ့ဘန်နီယာကတော့နားမထောင်ပါဘူးသူကအက်စ်ဝတ်ကိုဆွဲပြီး၆တဲပစ်ချလိုက်ပါတယ်ဘရင်စီမြုံကတော့အပေါ်ကိုပြန်တက်လာနိုင်ခဲ့ပါတယ်သူကဘန်နီယာကိုမေးလိုက်ပါတယ်ဘာလို့ကိုယ့်လူမျိုးကိုဒီလိုလုပ်ရလာလဲတဲ့ဘန်နီယာကမင်းရောကိုတာကို၆တဲပစ်ချခဲ့ပူလာပဲမဟုတ်လားလို့ပြန်ပြောလိုက်ပါတယ်ဒီစကားကဘရင်စီမြုံရဲ့ရင်ထဲကိုဓာတ်နဲ့ထိုးသလိုခံစားရစေပါတယ်သူက6ဆိုးစီတိတိချင်းရှောက်သွားပြီးအရင်ကသူလုပ်ခဲ့တဲ့အမှားတွေအတွက်နောက်ပြစွာနဲ့နေတက်နေခဲ့ပါတယ်ဒါပေမဲ့ကန်တောင်းစွာနဲ့အက်စ်ဝတ်ကအသက်ရှင်နေပါတယ်အီယန်ကသူ့ကိုဆွဲတင်မှုစူးစမ်းပေမဲ့အက်စ်ဝတ်ကမြင်လိုက်ပါတယ်သူက6ပြင်ဘက်ကကဘာကြီးကိုမြင်ချင်နေတာပါသူကနှုတ်ဆက်ပြီးနှကင်းပစ္စည်းထွက်လာခဲ့ပါတယ်သူတိတ်မဝေးသေးတဲ့အချိန်မှာပဲခြိုင်နေတူကြတော့ပါတယ်သူမော့ကြည့်လိုက်တဲ့အခါငှက်ကလာအုပ်နှကောင်နဲ့နည်းနည်းချင်းဆိုင်ဖြစ်နေတာကိုတွေ့လိုက်ရပါတယ်သူကသူတို့နှုတ်သေးတဲ့ကအစားကိုလိုချင်တာကြောင့်ခြေနှချောင်းနဲ့မက်တက်ရက်ကြည့်ပါတယ်ဒီလောက်ရလေးတစ်ခုကြောင့်ပဲသူကကဘာပထမဆုံးခြေနှချောင်းနဲ့လက်လျှောက်တဲ့ညောက်ဖြစ်လာခဲ့ပါတယ်မက်တက်ရက်လိုက်တဲ့အခါသူ့အဝေးကြီးကိုမြင်နိုင်ပြီးလေထုတောင်ပြောင်းလဲသွားတယ်လို့ခံစားရပါတယ်ဒါပေမဲ့အဲ့ဒါကိုမခံစားရသေးခင်မှာပဲဗိုက်ဆာနေတဲ့ဝပလူအုပ်ကသူ့ကိုလိုက်တက်ပါတယ်သူကခြေနှချောင်းနဲ့ပြေးဖို့ကြိုးစားပေမဲ့ဝန်ပလူတွေစီကိုပဲပြေးမိနေပါတယ်နောက်ဆုံးတော့သူကနောက်ပြန်ပဲပြေးတက်တာကိုသိလိုက်ရပါတယ်ငှက်ကလာအုပ်တွေကိုတေချာထိလိုက်တဲ့အခါသူတို့ရဲ့ဒူးပေါင်းတွေကသူ့နဲ့တောင်းပြန်ကွင်းနေတာကိုသတိထားမိသွားပါတယ်သူကကိုပြင်ဆင်ပြီးလှည့်ပြေးလိုက်တဲ့အခါငှက်ကလာအုပ်တွေထက်တောင်ပုံမြန်နေပါတော့တယ်တစ်ပင်မော်ကကြည့်နေတဲ့မြောက်တွေတောင်မယုံနိုင်အောင်ဖြစ်သွားကြပါတယ်အက်စ်ဝတ်တိတ်ငွေသိခင်မှာပဲကြက်အုပ်ကြီးနဲ့တွေ့သွားပါတယ်သူကကြက်တွေကဝန်ပလူတွေကိုတားပေးလိမ့်မယ်လို့ထင်ပေမဲ့ကြက်တွေကဝန်ပလူတွေနဲ့တူလိုက်ပြေးကြပါတယ်တစ်ပင်ကြီးတစ်ပင်ကသူ့လမ်းကိုပိတ်ထားပါတယ်ကြက်တွေကဘောလုံးလိုမျိုးအလုံးလိုက်ဖြစ်ပြီးသူ့စီတနက်မမလေးဝင်လာပါတယ်နောက်ဆုံးချိန်မှာတော့ဘရင်စီမြုံကဘဲကနေရောက်လာမှမသိပဲကြက်တွေကိုဖယ်ရှားပေးပါတယ်ဒါပေမဲ့ကြက်တွေကအရန်များနေတာမို့ဘရင်စီမြုံတောင်ဒဏ်ရာပြင်းထန်စွာရသွားပါတယ်ကြက်တကောင်ကအက်စ်ဝတ်ကိုတိုက်ဖို့လုပ်တဲ့အခါဘရင်စီမြုံကတိုးဆုံမနေပဲကြားထဲကနေဝင်လာပြီးလိုက်ပါတယ်ဖုံငွေနေသွားတဲ့အခါဘရင်စီမြုံကအတက်ငွေပဲကြက်မှာတော့တယ်နောက်ဆုံးအသက်ရှူတန်းတဲ့အတူသူကအက်စ်ဝတ်ကိုအမတ်တရားကိုပြောပြလိုက်ပါတယ်မော်ဆီယာမရဲ့လက်ဆောင်ကြောင့်သူ့သားကို6ထဲတခြားတရဖို့တဲ့တရားကသူတို့ကိုကဲဆုံးပြပြီးအမတ်ပြင်ဆင်ဖို့အခွင့်အရေးပေးခဲ့ပုံတွေကိုပြောပြပြီးအက်စ်ဝတ်ခွင့်လုပ်ပေးဖို့တောင်းဆိုကအသက်ထွက်သွားပါတော့တယ်ဘန်နီယာကဘရင်စီမြုံတေးရတာအက်စ်ဝတ်ကြောင့်လို့ဆွဆွဲပြီးထပ်မပေါ်လာဖို့ပြောလိုက်ပါတယ်ပြီးတော့သူ့ဖေရဲ့အလောင်းကိုယူမစ်ဆူစီတန်တယ်သွားပါတယ်မော်ဆီယာမကတော့အယံဝတ်တာသွားပါတယ်ဘရင်ဟောင်းရှိတော့တာကြောင့်ဘန်နီယာကိုထိန်းချုပ်ရဖို့လေသွားလို့ပါသူမကချက်ချင်းပဲဘန်နီယာကိုဘရင်တစ်အဖြစ်တင်းလိုက်ပါတယ်မျိုးလက်စုကလေးရဘရင်တစ်ကဘရင်ဟောင်းရဲ့အလောင်းကိုစားမှသာအရာအလုံးကိုအပြေးအဝပိုင်ဆိုင်နေမှာပါဘန်နီယာအဲ့ဒီလိုလုပ်ဖို့ပြင်းနေချိန်မှာပဲအက်စ်ဝတ်ရောက်လာပါတယ်သူ့ဖေရဲ့အလောင်းကိုသူ့ညီဖြစ်သူကဝါစားနေတာကိုသူဘယ်လိုမှမကြည့်ရပါဘူးအဲ့ဒီချိန်မှာပဲမူးချိုးပစ်ချလိုက်ပြီးနောက်တွေအားလုံးဖပြေးသွားကြပါတယ်အက်စ်ဝတ်ကအခွင့်အရေးကိုအသုံးချပြီးသူ့အဖေရဲ့အလောင်းကိုတစ်ပင်ကြီးပေါ်ကနေတွန်းချလိုက်ကအီယန်ရဲ့အကူအညီနဲ့တင့်တော်တို့ကိုကူသွင်းနှုတ်နှံပေးလိုက်ပါတယ်ကျွတ်တရဲ့လေတွေတင်းထန်လာပြီးမူးချိုးတွေပစ်ချလာပါတယ်လေမုန်တိုင်းကြီးတစ်ခုလွတ်တရက်ဖြစ်ပေါ်လာပြီးအက်စ်ဝတ်ကိုဆွဲခေါ်သွားပါတယ်
ငုံငန်းထဲမှာပဲသူကအချစ်ကိုတွေ့သွားပါတယ်သူကလူစီဆိုတဲ့မိန်းကလေးကိုတွေ့ပြီးသူ့ရဲ့တောက်လို့ဖို့စူးစမ်းပြီးမဲ့ကောက်ကင်ရတစ်ချောင်းလွတ်စင်သွားပါတယ်ဒါပေမဲ့လူစီပါလွတ်လာတာကိုမြင်တော့အက်ဒဝတ်ကသူ့ကိုဖမ်းမှုစူးစမ်းပါတယ်သူတို့နှစ်ယောက်လုံးဒီထဲကိုပြန်ဆုပ်ယူဖမ်းလိုက်ရပါတယ်သူကသူမကိုဖမ်းမှုအချိန်ချင်းစူးစမ်းရင်းနောက်ဆုံးမှာတော့6ထဲကိုအတူတူပြုတ်ကျသွားကြပါတယ်အီယန်ကနွယ်ပင်ကိုအချိန်မီဖမ်းဆွဲပြီးသူတို့နှစ်ယောက်လုံးကိုကယ်တင်လိုက်ပါတယ်အက်ဒဝတ်ကအီယန်ကိုလက်မှတ်ထောင်ပြလိုက်ပြီးအီယန်ကလည်းပြန်လည်တုတ်ပြန်တက်လိုက်ပါတယ်လူစီကတော့နောက်ဆုံးမှာဘေးကင်းသွားခဲ့ပါပြီအက်ဒဝတ်ကသူမသတိမိနေတာကိုကြည့်ရင်သူတို့နှစ်ယောက်ရဲ့အနာတဲ့အကြောင်းကိုစိတ်ကူးရင်နေမိတာပါလူစီသတိပြန်ရလာတဲ့အခါမှာတော့အသက်ကယ်ပြီးတဲ့အက်ဒဝတ်ကိုကျေးဇူးတင်လို့သူ့အတွက်အဆအအရာရာအစင်သစ်ဖြစ်နေကြတာပါတရိတ်ဆန်တွေကတော့ဒီလိုကိစ္စတွေကိုအများကြီးတွေးတောမနေတတ်ကြပါဘူးအဲ့ဒီညမှာပဲအက်ဒဝတ်က6ကမ်းမနာမှာမိတောက်တစ်ခုကိုတွေ့သွားပြီးတကိုင်းကိုမိရှုတိုက်လုပ်လိုက်ပါတယ်သူတို့ရဲ့မျိုးနွယ်စုစီကိုအမြန်ပြေးသွားပြီးမိဆိုတာအလင်းရောင်ရဲ့မျိုးထွေးမှုပေးနိုင်နေဆိုတာကိုဝမ်တာအာယာနဲ့တွားပြောပြခဲ့ပြီးမြဲဘယ်သူကမှစမ်းမကြည့်ရကြပါဘူးအဲ့ဒီအချိန်မှာဘာနီယာရောက်လာပြီးအက်ဒဝတ်ကိုဖတ်သွားဖို့ပြောလိုက်တာကြောင့်သူတို့နှစ်ယောက်လုံးဖတ်ခွာခဲ့ကြရပါတယ်အဝေးကြီးမဟုတ်ပေမဲ့ဝမ်ပလွေတွေအော်ဟစ်နေတဲ့ကိုကြားလိုက်ရပြီးအဲ့ဒီအတန်နောက်ကိုလိုက်သွားတဲ့အခါဝမ်ပလွေကိုတွေ့သွားပါတယ်မိရှုတိုက်ကူညီနဲ့ဝမ်ပလွေတွေကိုမောင်းထုတ်ပြီးကူကိုတိမ့်ပိုက်လိုက်ကြတာပေါ့မိရအောင်မှာအက်ဒဝတ်နဲ့လူစီတို့ပို့ပြီးရင်းနှီးလာကြပြီးကပတ်ပထမဆုံးအနက်တစ်ခုပေါ်ပေါက်လာခဲ့ပါတယ်အနားသာကြည့်နေတဲ့နောက်တစ်ကောင်ကလည်းအဲ့ဒီခိုက်တံမှာပဲသူ့ဘေးကမြောက်ကိုအနှံ့ပေးလိုက်တာပါပဲနောက်ရက်တွေမှာတော့သူတို့ဟာကရိယာတွေတုံးတက်လာကြပြီးရုံမျိုးကိုဖမ်းမှုကြောက်ခဲတွေတစ်တာသားကောင်မျိုးကိုဖမ်းမှုလှမ်းတွေတီထွင်တာမျိုးလုပ်လာကြပါတယ်တနေ့မှာတော့အသားကိုမိခင်စားကြည့်တဲ့အခါအေရတာကလုံးဝချားနာနေတာကိုတွေ့သွားခဲ့ကြတယ်အသားကင်နန်းကတစ်ပင်မောကမျိုးနွယ်စုစီရောက်သွားတဲ့အခါအနှက်ပေးနဲ့တွေ့နေတဲ့မြောက်တွေအားလုံးယူမတက်ဖြစ်ကုန်ကြပါတော့တယ်အဲ့ဒီအချိန်မှာပဲတောအုပ်ထဲမှာကြောက်စရာကောင်းတဲ့အတန်တစ်ခုထွက်ပေါ်လာပြီးမျိုးနွယ်စုတစ်ခုလုံးတုံးလုံးသွားခဲ့ပါတယ်ဒါပေမဲ့နောက်ငယ်လေးတစ်ကောင်ကအဲ့ဒီအတန်နောက်ကိုလိုက်သွားတဲ့အခါစုံမကြီးကိုယ်တိုင်လုပ်နေတာကိုတွေ့လိုက်ရပါတယ်ဘာနီယာနဲ့စုံမကြီးတို့ကမျိုးနွယ်စုကိုချုပ်ကင်ထားဖို့အတွက်အပြင်မှာဗီဒီယိုရှိတယ်ဆိုပြီးလင်ညာထားတာပါစုံမကြီးကနောက်ငယ်လေးကိုတိတ်ဆိတ်စီကိုစူးစမ်းပေမဲ့သူထွက်ပြေးလွတ်မြောက်သွားပါတယ်မျိုးနွယ်စုတွေကသူတို့တစ်သက်လုံးလင်ညာခံရတာကိုပြီးသွားတဲ့အခါတစ်ပင်ကြီးပေါ်ကနေခုန်ဆင်းပြီးအက်ဒဝတ်ရှိတဲ့နေရာစီကိုပြေးလာခဲ့ကြပါတယ်ဘာနီယာကတော့သူ့အစီအစဉ်တွေတက်စီးသွားတာကိုကြည့်ရင်စိတ်ရှုပ်ထွေးနေခဲ့တာပါအက်ဒဝတ်ကတော့သူတို့အားလုံးကိုဘာညှိုးမှမထားပဲလက်ခံလိုက်ပါတယ်သူ့ကောင်းဆောင်မှုအောက်မှာမျိုးနွယ်စုတွေဟာအံ့ဩစရာကောင်းလောက်အောင်တိုးတက်လာခဲ့ပြီးကရိယာရီတီဖင်တာအိမ်မီဆောက်တာဂူနေရတွေမှာပုံတွေရေးဆွဲတာမျိုးထိလုပ်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့စုံမကြီးကမတီးဆုံးသေးပါဘူးသူမကပိုးမွားတွေကိုထပ်ခေါ်လိုက်တဲ့အခါသူတို့တိဆောက်ထားတဲ့ညအရာအလုံးခဏလေးတွင်မှတက်စီးသွားခဲ့ပါတယ်ဒီတစ်ခါတော့မျိုးနွယ်စုတွေတဲဖုတ်ခံကြပါပြီအက်ဒဝတ်ကအချက်ဖက်တာကိုမလိုလားပေမဲ့တယောက်တည်းနဲ့တော့မျိုးနွယ်စုတစ်ခုလုံးရဲ့ဒေါသကိုမတားဆီးနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာဘာနီယာကအပေါ်ကနေခုန်ချလာပြီးရုံရင်ဆန်ကကြားလေးဝင်ပါလာပါတယ်မိရှုတိုင်ကြောင်တစ်ပင်ကြီးမိလောင်သွားတဲ့အခါမျိုးနွယ်စုတွေကဘာနီယာကိုဝိုင်းထိထားပြီးမြဲသူ့ဇနီးကတစ်ပင်ပေါ်မှာပိတ်မိနေခဲ့တာပါဘာနီယာကဝန်ပလွေတွေကိုအသုံးပြုပြီးအပေါ်တက်ကသူ့ဇနီးကိုကယ်တင်လိုက်ပြီးမြဲပြန်ဆင်းလာတဲ့လမ်းမှာတစ်ကိုင်းကျိုးကြပြီးသူ့ကိုဖိမိသွားပါတယ်တစ်ပင်ကြီးပြိုကျလာတဲ့အခါလူတွေအားလုံးအသက်လူပြေးကြပြီးအက်ဒဝတ်ကိုဘယ်သူမှပြင်းမဆိုင်ကြပါဘူးဒါပေမဲ့ဘာနီယာကတိုးဆုံနေရင်းကနေပဲအက်ဒဝတ်ကိုဆွဲထုတ်ပေးခဲ့ပါတယ်မိကတစ်ပင်ကြီးကိုဝမ်းမြော်သွားပြီးဆုံးမကြီးပါသွားကအရာအားလုံးကဖြစ်သွားခဲ့ပါတယ်အဲ့ဒီအချိန်ကျမှပဲဘာနီယာတယောက်သူမခဲ့တာတွေကိုနားလည်သွားခဲ့တာပါမိကသူတို့ရဲ့အိမ်ကိုဖျက်ဆီးလိုက်ပြီးမြဲညီကိုနှစ်ယောက်ကိုတော့ပြန်ပေါင်းစည်းပေးလိုက်ပါတယ်ဘာနီယာဥဆောင်ပြီးလာဘာနစ်တွေကိုဖြစ်ကျော်ခါမဖြစ်နိုင်ဘူးလို့ထင်ရတဲ့နေနေတွေကိုကြော်ဖြတ်ပြီးနောက်မှာတော့သူတို့အတွက်စောင့်ကြိုနေတဲ့လှပတဲ့နေနေတစ်ခုကိုတွေ့ရှိသွားခဲ့ပါတယ်တမိုင်းတစ်လျှောက်မှာဘေးအနေတွေဟာဆုံးမကြီးရဲ့ပိုးမွားတွေလိုပဲအကြိမ်ကြိမ်ရောက်လာတတ်ပါတယ်ဒါပေမဲ့လူသားတွေရှေ့ဆက်သွားတာကိုဘယ်တော့မှမတားဆီးနိုင်ခဲ့ပါဘူးတကယ်တော့အဲ့ဒီဘေးအနေတွေကပဲကျွန်တော်တို့ကိုအရင်ကထပ်ပိုးပြီးပညာရှိလာအောင်ပိုးပြီးရဲရဲလာအောင်လုပ်ပေးခဲ့တာပါပဲ